သူတို့ဟာကြန့်ခိုင်တဲ့လေးလေးတစ်ခွန်းဒီကိုတပ်ပြီးအဖုံးဖတ်ဖို့စားပေါ်သူกินပြီးပေါ့ပြီးတော့ပူတဲ့ထမင်းကိုထိုးပြီးဖက်ရှင်ကိုခိုင်ခန့်အောင်လုပ်ခဲ့ကြတယ်သူတို့အကြံပေးတာကတော့အဲ့ဒီလေရင်လေးကိုကြမ်းပြင်တဲ့အရေးထိတ်ထားတဲ့ရေချိုးအိမ်နဲ့ချိတ်ပြီးအပေါ်ဓာတ်မှာထုတ်ပစ်ဖို့ဖြစ်ပါတယ်အဲ့ဒီရေချိုးအိမ်လေးကြာသွားချိန်မှာလေရင်လေးကိုရှေ့သို့ဆွဲပြီးလေက cut လုပ်စေမယ်အဲ့နဲ့သူတို့လွတ်မြောက်နိုင်မယ်လို့ထင်တာပါသူတို့တွေသိခဲ့တာကအဲ့ဒီအပေါ်ဓာတ်ဟာစောင့်ကြပ်သူမျက်လုံးမမြင်နိုင်တဲ့နေရာဖြစ်တာကြောင့်လေရင်နဲ့ပဲထွက်နိုင်မယ်ဆိုတာပါဒါပေမဲ့စစ်ပွဲပြီးဆုံးသွားပြီးနောက်နှစ်ပေါင်းများစွာကြာပြီးနောက်အဲ့ဒီလေစိတ်ကိုပြန်လဲဖန်တီးပြီးပြန်တန်းနိုင်ကြောင်းသက်သေပြခဲ့တာပါဒီဇလန်လေးကိုကြည့်ပြီးအကောင့်လေးကို follow လုပ်ခဲ့ကြဖို့တောင်းဆိုပါတယ်